လေးစားပါတော့ပြည်ထောင်စုလွှတ်တော်ဓမ္မကျိန်စီဝေတို့တက်ရောက်နေကြတဲ့နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာပြည်ထောင်စုလွှတ်တော်နာယကပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးများတိုင်းရင်းသားခေါင်းဆောင်များအထူးဖိတ်ကြားထားတဲ့ပြည်တွင်းပြည်ပအထူးဧည့်သည်တော်များနိုင်ငံတကာပါလီမန်များလွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်သူပြည်သားများအားလုံးကိုယ်စိတ်နှလုံးဆွမ်းလန်းချမ်းမြေ့ကြပါစေလို့ပူဇော်ပဏမဆုတောင်းမေတ္တာပို့တာရင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ကတော့ကယားကရင်နီပြည်နယ်မဲဆန္ဒနယ်အမှတ်9မှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုင်းပန်ပါဖြစ်ပါတယ်ကျွန်တော်အနေနဲ့တနင်္လာရီတိုင်းဒေသကြီးမြိတ်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကာမင်းတင်ထွန်းတဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုတ္တမရေးရာညီလာခံတွင်မြန်မာနိုင်ငံအတွက်ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ33ရအုပ်ချုပ်ရေးအဖွဲ့ကအကြံပြုထားသောဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများနှင့်ဆက်လင်းသည့်ဆုံးဖြတ်ချက်ကိုအခြေခံ၍မြန်မာနိုင်ငံ၌အလုတ္တမများပါဝင်အလွှာပေါင်းစုံပြည်သူလူထုပေါ်ဆိုရသောလူအခွင့်အရေးချိုးဖောက်မှုများနှင့်ကြမ်းဖက်မှုများဆက်လက်ကျူးလွန်လှုပ်ဆောင်နေသည့်အာဏာသိမ်းစစ်အုပ်စုပေါ်လေရင်စီတင်ပို့မှုရက်စဲခြင်းအပါအဝင်ညီညွတ်သောအရေးယူတံခတ်ပိတ်ဆို့မှုများချမှတ်ပေးရန်နိုင်ငံတကာတိုက်ဝန်းတို့တိုက်တွန်းကြောင်းအဆိုနှင့်ဆက်လင်းပြီးထောက်ခံဆွေးနွေးတော့မှာဖြစ်ပါတယ်။လေးစားအပ်ပါတော့ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာအကြံဖက်စစ်အုပ်စုရဲ့2021ခုနှစ်မတရားအာဏာသိမ်းမှုဖြစ်စဉ်ပြီးလူထုကတရားနိလန်ကျရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတာမကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတကြီးဦးဝင်းမြင့်တို့ပါဝင်ဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများစစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူများတည်င်းဓမ္မများအလုတ္တမအရေးဆောင်ရွက်ပေးနေကြသည့်အဖွဲ့အစည်းများ၏ခေါင်းဆောင်များနဲ့အပြစ်မဲ့ပြည်သူလူထုကို၎င်းတို့အာဏာတည်မြဲရေးကိုသာရှေ့ရှုပြီးအကြောင်းမဲ့ဖန်ဆီးနှိပ်စက်တပ်ဖြတ်မှုများကိုအစဉ်တစိုက်လှုပ်ဆောင်ခဲ့ပါတယ်။မကြာသေးမီကာလကအကြံဖက်စစ်အုပ်စုသည်သမ္မတကြီးဦးဝင်းမြင့်အားပြန်လည်လွတ်ပေးခဲ့တော်လဲနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုတော့ပြန်လည်လွတ်ပေးခြင်းမရှိဘဲဘာမျှကြားတိခြင်းစုံစမ်းနိုင်ခြင်းမျက်မြင်ကိုယ်တွေ့သိရှိရခြင်းမရှိတဲ့နေအိမ်ကျယ်ချိတ်တို့ပြောင်းရွှေ့လိုက်တယ်လို့၎င်းတို့ထိန်းချုပ်ထားတဲ့သတင်းဌာနများကကြေညာခဲ့ပါတယ်။ဒါပေမဲ့ယနေ့ချိန်ထိတိကျသောမှတ်တမ်းတပ်ပုံများကိုဒါမှကမိသားစုဝင်နဲ့ရှေ့နေများနဲ့ပါတွေ့ဆုံခွင့်မရှိသေးတာကြောင့်အတည်ပြုရမရနိုင်သေးပါဘူး။အကြံဖက်စစ်ကောင်စီဟာပြည်သူ့အစိုးရကိုလက်နက်အားကိုနဲ့အနိုင်ကျင့်အာဏာလုယူခဲ့ပြီး9နှစ်ကြာမှ၎င်းတို့ရဲ့အာဏာဆက်လက်တည်မြဲရေးအတွက်ပြုလုပ်ခဲ့တဲ့၎င်းတို့၏မိဖက်နိုင်ငံအနေချင်းမှအပမိသည့်နိုင်ငံအဖွဲ့အစည်းကများထောက်ခံမှုမရှိတဲ့တရားမဝင်အတူအယောင်ရွေးကောက်ပွဲပြီးအယက်သားဝတ်ပြောင်းလဲကနိုင်ငံတော်အာဏာကိုဆက်လက်တင်ပိုက်ထားခဲ့ပါတယ်။အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ၎င်းတို့နဲ့လက်ဝဲခံအဖွဲ့အစည်းလူပုဂ္ဂိုလ်တစု၏အကျိုးစီးပွားအတွက်သာဥတီလှုပ်ဆောင်နေတဲ့စီးပွားရေးလမ်းစဉ်တွေကပြည်သူတရက်လုံးကိုဆင်းရဲတွင်နှက်စေတဲ့စီးပွားရေးကျဆင်းမှုတွေစီကိုကြာရောက်စေခဲ့ပါတယ်။အကြမ်းဖက်စစ်အုပ်စုနဲ့၎င်းနဲ့ဆက်နေတဲ့အဖွဲ့များကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုရွှေ့ပြောင်းဆက်လက်ပတ်နိုင်အောင်အကာအကွယ်ပေးထားကြတာကိုလည်းသိရှိနေရပါတယ်။ပြည်သူလူထုတရက်လုံးပေါ်ကျူးလွန်လက်ရှိတဲ့လေကြောင်းတိုက်ခိုက်မှုများအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများပြည်သူများ၏အိုးအိမ်နဲ့ပိုင်ဆိုင်မှုများကိုဓမြတပွဲကိုယူလူရဲ့မိရှုဖျက်ဆီးမှုများဖြင့်လူမျိုးတုံးတပ်ဖြတ်မှုမြောက်တဲ့စစ်ရာဇဝမှုတွေကိုလည်းပေါ်တင်ဆက်လက်ကျူးလွန်နေရှိပါတယ်။ဒီလိုကြမ်းဖက်လို့ရများကိုနေ့စဉ်နဲ့အမျှလှုပ်ဆောင်နေနိုင်ဖို့အတွက်လိုအပ်တဲ့လေရင်စီနဲ့လောင်စာစီတွေကိုနိုင်ငံတကာရဲ့ပိတ်ဆို့မှုများကြားကနေတရားမဝင်တင်သွင်းနိုင်ဖို့အတွက် The Asian Sun Group နဲ့ဆက်ဆက်လက်ရှိတဲ့လူပုဂ္ဂိုလ်များနဲ့အဖွဲ့အစည်းများက2026ခုနှစ်ဇန်နဝါရီမတ်လနဲ့ဧပြီလတို့မှာအိန္ဒိချင်းနိုင်ငံအချို့ဖြစ်တဲ့စင်ကာပူနဲ့မလေးရှားနိုင်ငံတို့ရဲ့စိတ်ကမ်းများမှတဆင့်တီလာဝါစိတ်ကမ်းတို့ဆက်လက်ပို့ဆောင်လက်ရှိနေကြောင်းကိုသိရှိထားရပါတယ်။လေးစားပါတော့ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာမြန်မာပြည်တွင်းမှာရှိတဲ့အလုပ်သမားများအနေနဲ့ကုန်စည်နှုန်းနဲ့လုပ်ခလစာမျှတမှုမရှိခြင်းစီးပွားရေးကျဆင်းမှုကြောင့်အလုပ်ကိုင်ရှားပါးလာခြင်းတို့ကိုပုံမူရင်ဆိုင်ကြုံတွေ့နေရပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့အတင်းအဓမ္မစစ်မှုထမ်းအတွက်စစ်သားခေါ်ယူစုဆောင်းခြင်းနဲ့ပေါ်တာဆွဲခြင်းများကိုနေညမရွေးနေရာဒေသမရွေးစက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်တွင်းကလူငယ်များဟာစိတ်မလုံခြုံမှုများကိုခံစားကြရပြီးအိမ်နီးချင်းနိုင်ငံများတို့တရားမဝင်လမ်းကြောင်းများမှအဆင့်နေ့စဉ်နဲ့အမျှတွားရောက်နေကြတဲ့
အရေးအတွက်တွေတိုးပွားလာနေပါတယ်ဒီလိုမျိုးပြည်ပတို့တွားရောက်လုပ်ကံရမှာလဲအထောက်ထားမရှိခြင်းနဲ့ဘာသာစကားအခက်အခဲများကြောင့်လုပ်ငန်းခွင်အတွင်းအလုပ်ရှင်၏ခေါင်းပုံဖြတ်ခံရခြင်းဥပဒေနှင့်အညီပြဋ္ဌာန်းထားသောရတင်ရထိုက်သည့်အလုပ်သမားများ၏ရပိုင်ခွင့်နှင့်အခွင့်အရေးများကိုလုံးဝမရရှိခြင်းကဲ့သို့သောအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကိုခံစားနေကြရပါတယ်မြန်မာနိုင်ငံအနေနဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO မှာအတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာသဘောတူစာချုပ်အမှတ်29လွတ်လပ်စွာအတင်းပင်ဖွဲ့စည်းခွင့်နဲ့စီရင်ခွင့်ဆိုင်ရာသဘောတူစာချုပ်အမှတ်80ခွန်အလုပ်လုပ်ကံရန်တတ်မှတ်ထားသည့်အငယ်ဆုံးအသက်အရွယ်ဆိုင်ရာသဘောတူစာချုပ်အမှတ်138နဲ့ကလေးသူငယ်အလုပ်သမားခိုင်းစေမှု၏အဆိုအရဆုံးပုံစံများဆိုင်ရာသဘောတူစာချုပ်အမှတ်180နှစ်တို့ကိုသဘောတူလက်မှတ်ရေးထိုးထားတော့လေဒီပုံမှန်များကိုတိုင်းနာခြင်းမရှိတာကြောင့် ILO က2022ခုနှစ်မှာစုံစမ်းစစ်ဆေးကော်မရှင်တစ်ခုကိုဖွဲ့စည်းပြီးစုံစမ်းစစ်ဆေးခဲ့ရာသဘောတူစာချုပ်အမှတ်29နဲ့အမှတ်80ခုတို့ဆက်လက်ကျူးလွန်လက်ရှိကြောင်း2023ခုနှစ်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာကအတည်ပြုထားတာကိုသိရှိရပါတယ်။ဒါပြင် ILO အနေဖြင့်မြန်မာနိုင်ငံပေါ် ILO ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်33အရအရေးယူမှုအား2000ပြည့်နှစ်တွင်ပထမအကြိမ်ချမှတ်ခဲ့ပြီးဒုတိယအကြိမ်မြောက်အရေးယူခြင်းဖြင့်133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်မြန်မာနိုင်ငံနှင့်ပတ်သက်၍ ILO ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်33ရာအုပ်ချုပ်ရေးအဖွဲ့ governing body မှအကြံပြုထားသောဆောင်ရွက်ရမည့်လုပ်ငန်းစီမံများကိုအတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။သို့သောအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည်နိုင်ငံတကာလက်သင့်မခံနိုင်လောက်တဲ့အလုပ်သမားများရဲ့အခြေခံအခွင့်အရေးများကိုချိုးဖောက်ခြင်းအလုပ်သမားရေးရာအဖွဲ့များဖွဲ့စည်းခွင့်ကိုတားဆီးပိတ်ပင်ခြင်းအလုပ်သမားအတ္တမလုပ်အားခိုင်းစေခြင်းမှာကင်းလွတ်ပိုင်ခွင့်နဲ့အခြေခံလူထုလွတ်လပ်ခွင့်စတဲ့အခြေခံလူခွင့်ရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီးအလုပ်သမားတမကခေါင်းဆောင်များကိုဖမ်းဆီးထောင်ချခြင်းအတင်းကျပ်အတ္တမစစ်မှုထမ်းစေခြင်းတို့ကိုဆက်လက်လှုပ်ဆောင်နေကြောင်းကိုနိုင်ငံတော်အစည်းအခံစာများကအတည်ပြုထားကြပါတယ်။သို့တော့အကြမ်းဖက်စစ်အုပ်စုဟာဒါတွေပေါ်မှာလည်းတာဝန်ယူမှုတာဝန်ခံမှုတစုံတရာမရှိဘဲနိုင်ငံတကာရဲ့ခတ်ပိတ်ဆို့မှုနဲ့အရေးယူမှုတွေကိုလည်းဒေသလိုက်နာခြင်းမရှိပါဘူး။ထို့ပြင်အကြမ်းဖက်စစ်အုပ်စုရဲ့2021ခုနှစ်ဖေဖော်ဝါရီလမှ2026ခုနှစ်ထိ2026ခုနှစ်မတ်လအထိ9နှစ်တာကာလအတွင်းတနိုင်ငံလုံးတိုင်းတာဖြင့်လေကြောင်းတိုက်ခိုက်မှုပေါင်း9052ကြိမ်ပြုလုပ်ခဲ့ကြောင်းသုတေသနစာတမ်းများအရသိရှိရပြီးဒီလိုလူမဆန်တဲ့အကြမ်းဖက်လုပ်ရများကြောင့်လူဦးရေ2တန်းကျော်စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ထို့ကြောင့်ဒီလိုအကြမ်းဖက်လုပ်ရများစွာကိုဆက်လက်ကျူးလွန်လည်ရှိတဲ့စစ်အုပ်စုကိုအဆုံးသတ်နိုင်စေရေးအတွက်မိမိတို့လွတ်တော်နေဖြင့်နိုင်ငံတကာတိုက်ဝန်းကိုလေကြောင်းတိုက်ခိုက်မှုများကိုရပ်တန့်နိုင်စေရန်လေရင်စီတင်ပို့ရောင်းချမှုနှင့်ဆက်ဆက်ဝန်ဆောင်မှုအလုံးကိုဖျက်တောက်ပေးရန်စစ်အုပ်စု၏ဝင်ငွေရလာနှင့်အကျိုးစီးပွားကိုအားပေးနေတဲ့အရင်းမြစ်များယင်းနှိမ့်မြုံနှံမှုများကုန်သွယ်မှုများလက်နက်နှင့်လေရင်စီတင်သွင်းမှုများအတွက်ချမှတ်ထားသောဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကိုထိရောက်ရောက်ဖြင့်တိုးမြင့်ချမှတ်လှုပ်ဆောင်သွားရန်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နှင့်မတရားဖမ်းဆီးခံရသူအလုံးကိုကျွမ်းကျင်မရှိအမြဲဆုံးလွတ်ပေးရန်စစ်အုပ်စုပေါ်နီလန်ပေါင်းစုံဖြင့်အစွမ်းကုန်ဖိအားပေးဆောင်ရွက်ပေးရန်မြန်မာနိုင်ငံတွင်းလူထုခွင့်ရေးများလူ့ဓမ္မခွင့်ရေးများကိုထိရောက်စွာကာကွယ်ပေးနိုင်ရန်အတွက်အပြည်ပြည်ဆိုင်ရာလူ့ဓမ္မရေးရာအဖွဲ့ ILO အဖွဲ့ဝင်နိုင်ငံများအနေဖြင့်စစ်အုပ်စုနှင့်ဆက်ဆံရေးကိုပြန်လည်တုံ့တက်ပြီးအစိုးရချင်းဖြစ်စေအဖွဲ့အစည်းချင်းဖြစ်စေဆက်ဆံမှုများကိုရပ်ဆိုင်းရန်စသည့်ချက်များကိုအထူးအလေးပေးတိုက်တွန်းလိုပါတယ်။လေးစားပါတော့ပြည်ထောင်စုလွတ်တော်နာယကကြီးခင်ဗျာ။အယက်တာဖို့ပြောင်းလဲပြီးတရားဝင်မှုရရှိအောင်စ조사နေတဲ့အကြမ်းဖက်စစ်အုပ်စုကိုဒီကနေ့ထိတိုင်ဒေတာတွင်းတဲ့နိုင်ငံတကာအဖွဲ့အစည်းများကအတိအမှပြုထားခြင်းမရှိသေးပါဘူး။မိမိတို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်သူလူထုတရက်လုံး၏ကိုစားပြုထားသောဖွဲ့စည်းဖြစ်ပြီးခဲ့တဲ့152ကြိမ်မြောက်ညီလာခံတွင်မှဆက်လက်တည်ပြုဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အလားတူအကြမ်းဖက်စစ်ကောင်စီပြည်သူလူထုတရက်လုံးပေါ်လှုပ်ဆောင်လက်ရှိသည့်အကြမ်းဖက်လုပ်ရက်များအားနိုင်ငံတကာကလက်ရှိချမှတ်ထားသည့်ဒဏ်ခတ်ပိတ်ဆို့မှုများကိုထိရောက်လှုပ်ဆောင်ပေးရန်နှင့်ဒီထက်မကတော့အဖက်ဖက်အရေးယူပိတ်ဆို့မှုများကိုလည်းတိုးမြင့်ချမှတ်ပေးသွားရန်အပြင်မြန်မာနိုင်ငံမှာစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးကြိုးပမ်းဆောင်ရွက်နေကြသည့်
တော်လှန်ရေးအင်အားစုတစ်ရက်လုံးကိုဆက်လက်အတိအမှပြုထောက်ပံ့သွားရန်အင်တိုက်အားတိုက်တောင်းဆိုသွားရမယ့်အရေးကြီးသောအချိန်ကာလလည်းဖြစ်နေပါတယ်။လေးစားပါတော့ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ဒါကြောင့်ပြည်ထောင်စုလွှတ်တော်ကိုစားကျွန်တော်အနေဖြင့်113ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်မြန်မာနိုင်ငံအတွက်ချမှတ်ခဲ့သည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရအုပ်ချုပ်ရေးအဖွဲ့ကအကြံပြုထားသောဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများနှင့်ဆက်လင်းသည့်ဆုံးဖြတ်ချက်ကိုအခြေခံ၍မြန်မာနိုင်ငံ၌အလုပ်သမားအများပါဝင်အလွှာပေါင်းစုံမှပြည်သူလူထုပေါ်ဆိုးရွားသောလူခွင့်ရေးချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်လှုပ်ဆောင်နေသည့်အာဏာသိမ်းစစ်အုပ်စုအပေါ်လေရင်စင်တင်ပို့မှုရဲ့ဆဲခြင်းအပါအဝင်ညီညွတ်သောအရေးယူတန်ခတ်ပိတ်ဆို့မှုများချမှတ်ပေးရန်နိုင်ငံတကာတိုက်ဝန်းတို့တိုက်တွန်းကြောင်းဆိုကိုလေးလေးနက်နက်ထောက်ခံလိုကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ